ဒါဟာအီကီဘာနာလို့ခေါ်တဲ့ဂျပန်ရိုးရာပန်းအလှပြင်အနုပညာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာပန်းတွေကိုဒီအတိုင်းစီးထောတာမျိုးမဟုတ်ပဲတိကျတေချာတဲ့နီးစနစ်တွေနဲ့ပန်းတွေကိုထိန်းကျောင်းတာဖြစ်ပါတယ်။အခြေခံတိဆောက်ပုံပထမဆုံးအနေနဲ့ကြာပန်းရိုးတံတွေကိုတစ်ခုနဲ့တစ်ခုတင်းကျပ်နေအောင်စူးစီးလိုက်ပါတယ်။ဒါဟာကန်ဆန်လို့ခေါ်တဲ့တဘာဝအခြေခံတိုင်လေးတစ်ခုဖြစ်လာစေပါတယ်။ဒီအခြေခံတိုင်ကရေကိုထိန်းထားပြီးတယ်လို့အပေါ်ကပန်းအားလုံးကိုလည်းခိုင်ခိုင်မာမာမြဲနေအောင်ဆွဲထားပြီးပါတယ်။အသေးစိတ်ပြင်ဆင်မှုအနေနဲ့နောက်တစ်ဆင့်မှာတော့ပန်းရိုးတံတစ်ခုချင်းစီကိုဂယူးတစိုက်ဖြတ်တောက်ပါတယ်။ရိုးတံတွေရဲ့အတွင်းထဲကိုတစ်သားတံလေးတွေထည့်သွင်းပေးလိုက်ခြင်းအပြင်ပန်းတိုင်းမှာကိုယ်ပိုင်ထောက်တံလေးတွေရှိသွားစေပါတယ်။အဲ့ဒီလိုလှုပ်လိုက်တဲ့အတွက်ကြောင့်ပန်းရိုးတံတိုင်းဟာအမှုပညာရှင်အလိုရှိတဲ့အတိုင်းကွေးညွတ်တာမတ်မိတ်ရတာဒါမှမဟုတ်လွင်ညောနေတာမျိုးကိုတိတိကျကျလှုပ်ဆောင်နိုင်တာပါဒီနေရာမှာတိုက်ဆိုင်လို့ဖြစ်လာတာမျိုးဘာမှမရှိပါဘူးထောင်ကျိုးတိုင်းပွင့်ဖတ်တိုင်းနဲ့ကြားလက်တိုင်းဟာရည်ရွယ်ချက်ရှိရှိဖန်တီးထားတာဖြစ်ပါတယ်အီကီဘာနာဆိုတာလူသားရဲ့ဒီဇိုင်းနဲ့တဘာဝတရားကြားကမျှခြေကိုရှာဖွေတာဖြစ်ပါတယ်ရလတ်ကတော့ပန်းတွေကိုအတဲအကျပ်ပုံသွင်းတာမျိုးမဟုတ်ပဲလမ်းညွန်ပေးတာဖြစ်တဲ့အတွက်ပန်းတွေဟာလန်းလန်းဆန်းဆန်းနဲ့ရေရပြည့်ဝနေပြီးသူတို့ရှိနေရမယ့်နေရာမှာအတိအကျရှိနေမှာပါအဆုံးထပ်မှာတော့ကြည့်ရတာရိုးရှင်းတယ်လို့ထင်ရပေမဲ့အဲ့ဒီရိုးရှင်းမှုဟာအင်ဂျင်နီယာဆန်နဲ့စနစ်တကျတည်ဆောက်ထားတာဖြစ်ပါတယ်တဘာဝတရားကိုမဖျက်ဆီးပဲထိန်းကျောင်းလိုက်တာဖြစ်ပြီးပြပွဲတွေမှာနိုင်ပေါင်းများစွာကြာရှည်ကြအောင်ဖန်တီးထားတာပဲဖြစ်ပါတယ်